အဲ့ဒီအချိန်မှာ Victor ရောက်လာပြီး Isabella မင်းဘာလုပ်နေတာလဲသူကငါရဲ့အသွေးကြုံတက်တက်ပဲလေလို့ဒေါသတကြီးလှမ်းဟမ်းလိုက်ပါတယ် Isabella ကတော့အံ့ဩသွားပြီးဒီစေကံမလေးတယောက်အတွက်နဲ့မောင်ကစိတ်ဆိုးနေတာလားလို့ပြန်မေးပါတယ် Victor ကသူ့ရဲ့တိုက်ထဲမှာဒီလိုပြဿနာတွေဒရာမာတွေမဖြစ်စေချင်ဘူးလို့ပြောထားရက်နဲ့ခုလိုဖြစ်ရတာ Isabella ရဲ့အဖြစ်ပဲလို့ပြောဆိုပါတယ်ကျမ်းပြင်ပေါ်မှာကြောက်လန့်ကြားဖြစ်နေတဲ့ Elena ကတော့ကျေးဇူးပြုပြီးကျမကိုမနာကျင်စေပါနဲ့ရှင်ကအရန်ကြောက်ဖို့ကောင်းတယ်ဆိုပြီးတောင်းပန်နေကြပါတယ် Victor က Isabella ကိုသူ့ကိုတရိษံတကောင်ကိုဆက်ဆံနေတာရက်လိုက်တော့လို့ပြောပြီးသူ့လူယုံဖော်ကိုခေါ်ကာ Elena ကိုတန်ရှင်းရေးလုပ်ပေးဖို့သူ့အခန်းစီခေါ်သွားခိုင်းလိုက်ပါတယ် Isabella ကစိတ်လျှော့လိုက်ပြီး Victor ကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ဒဏ်ရာကိုသတိထားမိသွားပါတယ်ချစ်ဘာဖြစ်လို့လဲဒဏ်ရာကငါနေပြန်ပြီလားလို့သူမကစိုးရိမ်တကြီးမေးလိုက်ပါတယ် Victor ကတော့သူသွေးဆုပ်ဖို့ကောင်းမှုဆိုးတွေနဲ့တိုက်ခိုက်ခဲ့ရလို့ပါလို့အကြောင်းပြပါတယ် Isabella ကတော့ဒါကိုမယုံသင်္ကာဖြစ်ပြီးဒီကောင်မလေးကြောင့်တိုက်ခိုက်ခဲ့ရတာမလားတကယ်အားရင်တွေဖြုံးပြီးတာပဲလို့ပြောက Victor ရဲ့ဒဏ်ရာအမြန်သက်သာအောင်သူမသိမ်းဆည်းထားတဲ့လက်ဆက်တဲ့သွေးတွေသွားယူပေးမယ်လို့ကမ်းလှမ်းပါတယ်ဒါပေမဲ့ Victor ကတော့ညှင်းပယ်လိုက်ပြီးအခုလောလောဆယ်သူအနားယူဖို့ပဲလိုတယ်လို့ပြောလိုက်တဲ့အခန်းလေးပဲဖြစ်ပါတယ်